ပြစ်ခဲ့သူရဲ့ဘိုးရင်ကဆိုရင်တစ်ချင်းလေးတော့ကျွန်တော်ကြားမှုပါတယ်အောက်ပြေအောင်ရဆိုတာလူညာရီပေါ်လေမကြုံဘူးလို့မယုံဘူးရဲ့မကြုံဘူးလို့မယုံဘူးရဲ့အခုတော့ညာတော့တဲ့ကိုအောက်ပြေခွေအသေးခွေခွေလို့ညာရှင်လုံးခွေပြစ်ခဲ့ရဲ့ဘိုးရင်ကဆိုရင်တစ်ချင်းလေးတော့ကျွန်တော်ကြားမှုပါတယ်အောက်ကြီးအောင်ရဆိုတာလူညာရီပေါ်ရဲ့အကျုံးလို့မယုံဘူးရဲ့အကျုံးလို့မယုံဘူးရဲ့အခုတော့ညာတော့တဲ့ကိုအောက်ကြီးခွေအသေးခွေခွေလို့ရမှုပြန်လို့ယူနာရဲ့ညာလာလီမမယုံမတန်းနေနေတာတော့ယူကြည့်သူရဲ့ယူကြည့်သူမမမရှိချာချွေးချောတယ်လို့ကွယ်တဲ့ခွေးနဲ့ပါလေတော့တခါဆူရန်ကိုမလာဘူးဟေးတော့မလာတော့ဘူးခမရရှိတဲ့အောက်ကြီးရောညာလာကျွန်တော်တော့တခုမလာဘူးယူနာရဲ့ကျွန်တော်ရဲ့ညာဒီသားကိုတစ်ခါတော့နေလာခဲ့စမ်းပါဗျာဘယ်ဘရားတွေကိုစုံအောင်လိုက်ပြီးတော့ဘရားကိုလိုက်ပူခြင်းတယ်လို့ဥပဒါကြီးကြီးညွှန်ဆိုင်တဲ့နေရာကိုလည်းလိုက်ပူကြပါလေဒါကြောင့်ရန်ကုန်မြို့မရှိကျော်ကြီးကျွန်တော်တို့ကြာလာကြီးတွေကတော့အသားမင်းတွေပဲပြည့်ဖြူပါလေဒါကြောင့်ညာရီပိုးရင်ရန်ကုန်မြို့ကြီးကိုတော့ဟောဒီကညာသားကြီးမလာရဲတော့မဟုတ်ဘူးအညာပါပဲဒီပါတော့ပြီလို့ပြောရင်းနဲ့ဘိုးဘိုးရဲ့အစီအလေးကျွန်တော်ပြည်သူတွေဆိုင်ပြီးပြောရပါတယ်ရမကြီးရှင်လည်းပဲဖြစ်ခဲ့ရဲ့ဘိုးရင်ကဆိုရင်အချီးလေးတော့ကျွန်တော်ချမ်းပါရဲ့အောက်ကြီးရောက်ရဆိုတာလူညာရီပေါ်အချုံလို့မယုံဘူးရဲ့အချုံလို့မယုံဘူးရဲ့အခုတော့ရတဲ့အောက်ကြီးခွေအသေးခွေခွေလို့ညာမှုပြန်တော့လေယူတာရဲ့ညာလာလေးဘုမယူမတန်းနေတာတော့လေယူကြည့်သူရဲ့ယူရည်သူမမမရှိချာချိုးလေချိုးလို့ခွေတဲ့ခွေတဲ့ပါလေနောက်တကဆူရန်ကုန်မလာဘူးဟေးတော့မလာတော့ဘူးများရှိတဲ့အောက်ကြီးရောညာကျွန်တော်တော့တစ်ခါမလာဘူးညာဒီကထမတော်ကြီးမညာလာဒီပါလေညာဒီကကျွန်တော်ကြီးညာဒီတော့ညာဒီကထမတော်ကြီးမညာလာဒီပါလေညာဒီကကျွန်တော်ကြီးညာဒီတော့